ကဲနှစ်စီကိုဘယ်လိုသုံးလဲဆိုပြီးတော့မိထားတဲ့သူတွေအတွက်ပေါ့နော်နှစ်စီကိုဘယ်လိုသုံးရလဲဆိုတော့ပြပေးမယ်နော်မန်လက်ထဲကိုအဲ့လိုမျိုးလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီရဲ့ကိုဒီလိုမျိုးလေးတွေပြောလို့ရှိရင်ဒီမှာဒီမျိုးလေးလေးလုတ်ပြီးတော့မှဒီတိုင်းလုတ်ပွဲလို့ရှိရင်ကိုကအဖျားတွေမှာနှစ်ခွတွေဖြစ်နေတယ်ဆိုလို့ရှိရင်ဒီရဲ့အဖျားတွေကိုနာလေးပုတ်ပေးနော်နာလေးပုတ်ပေးနော်အဖျားတွေကိုနာလေးပုတ်ဒီလိုမျိုးလေးနှောင်လေးလုတ်ပေးဒီလိုနေရာတွေကိုကဒီထိတ်နာတွေပြောင်းနေတယ်ဆိုရင်လည်းအဲ့ပြောင်းနေတဲ့နာလေးတွေကိုဒီမိုးလေးဖြည့်ပြီးအဲ့တိုင်းလေးလောက်လောက်ပြီးရဆိုလို့ရှင်ဒီအဖျားတွေလည်းလိမ့်သွားပြီဒီအဖျားတွေကိုပေါ်နာလေးနှက်ပြီးပြီလားနှက်ပြီးတော့ဒီဟာတွေလည်းအဲ့လိုမျိုးလုတ်ပြီးသွားပြီဆိုလို့ရှင်စပင်လေးကိုအမနာယူကပေါင်းထားလိုက်ပါနော်နှစ်စီရလိုမျိုးလေးနှက်ကအဲ့လိုမျိုးလေးပေါင်းနှက်လိုက်ဆိုပြီးပါပြီ